Super Girl ပုံပြင် Krypton ဆိုတဲ့ဂျိုတလုံးမှာ Kara Zor-El ဆိုတဲ့မိန်းကလေးငယ်တစ်ယောက်နေထိုင်နေတယ်။သူမဟာသိပ္ပံပညာရှင်မိဘနှစ်ယောက်ရဲ့သမီးဖြစ်ပြီးဉာဏ်ကောင်းတယ်၊တတ်သိရှိတယ်။ကနေ့မှာ Krypton ဂျိုကပျက်စီးတော့မယ်ဆိုတာကိုသူမရဲ့မိဘတွေသိလာတယ်။ Kara မင်းကိုကယ်တင်ရမယ်လို့မိဘတွေကပြောပြီး Kara ကိုအာကာသယာဉ်လီးတဲ့ထဲပြီးမြေကဘာကိုပို့လိုက်တယ်။သူမနဲ့အတူပို့လိုက်တာကသူမရဲ့မောင်တော်Kal-El နောက်ပိုင်းစူပါမန်ဖယ်လာမဲ့သူကိုကာကွယ်ဖို့ပါ။ဒါပေမဲ့အာကာသခရီးစဉ်အတွဲကာရာရဲ့ယင်ကအချင်းကြကြလှည့်ပတ်နေကြလို့မြေကဘာကိုရောက်တဲ့အခါသူမရဲ့မောင်တော်ကလူကြီးဖြစ်နေပြီးစူပါမန်လို့လူသိများနေပြီဖြစ်သွားတယ်။စူပါမန်ကကာရာကိုကြိုဆိုပြီးဒီနေရာကမင်းရဲ့အိမ်အစ်စ်ပါမင်းမှာအထူးစွမ်းအားတွေရှိလာမယ်လို့ပြောတယ်။မြေကဘာရဲ့နေအောင်အောက်မှာကာရာမှာထူးခြားတဲ့စွမ်းအားတွေပေါ်လာတယ်။မျက်လုံးကအပူရောင်ကြီးထုတ်နိုင်ခြင်းအတန်နဲ့မြင်ကွင်းအလွန်ထူးခြားစွာခံစားနိုင်ခြင်းဒါကြောင့်သူမကလူသားတွေကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်တယ်။သူမရဲ့နာမည်အသစ် Super Girl ဖြစ်လာတယ်။တနေ့မှာမြို့ထဲမှာစက်ရုပ်ကြီးတစ်လုံးပျက်စီးပြီးလူတွေကိုအန္တရာယ်ဖြစ်စေတယ်။လူတွေကြောက်ရွံ့နေကြတဲ့အချိန်မှာ Super Girl ကကောင်းကင်ထဲကဆင်းလာပြီးမကြောက်ပါနဲ့ငါဒီမှာရှိတယ်လို့ပြောတယ်။သူမကစက်ရုပ်ကြီးကိုချုပ်ကိုင်ပြီးမျက်လုံးရောင်ကြီးနဲ့ဆက်စနစ်ပိတ်လိုက်တယ်။မြို့သားတွေကလက်ခုပ်တီးပြီးကျေးဇူးတင်ကြတယ်။ Super Girl ဟာပုံမှန်ဘဝမှာတော့ Kara ဆိုတဲ့မိန်းကလေးတစ်ယောက်လိုကြောင်းတက်တငယ်ချင်းတွေနဲ့ရေမောနေတယ်။ဒါပေမဲ့အန်ဒီရယ်ရှိတဲ့အချိန်တိုင်းသူမကဝတ်စုံဝတ်ပြီးလူတွေကိုကူညီတယ်။ Superman ကသူမကိုပြောတယ်။အင်အားကြီးတာတဲ့အရေးကြီးတာကနှလုံးသားကောင်းတာပဲ။ Kara ကလည်းအဲ့ဒီစကားကိုအမြဲမှတ်သားထားတယ်။မိမိရှိတဲ့အရွယ်အစင်းတွေကိုကောင်းကျိုးအတွက်အသုံးပြုရမယ်။တက်တီနဲ့ကျင်းနာမှုတို့ကတကယ် hero ဖြစ်စီတယ်။နောက်ဆုံးမှာ Super Girl ဟာကောင်းကင်ဘက်ကိုပြန်တက်ပြီးမြေကဘာကိုကြည့်လိုက်တယ်။ဒီနေရာကိုကာကွယ်တာကငါတာဝန်ပါလို့ပြုံးပြီးပြောလိုက်တယ်